ပတ်ဝန်းကျင်အရန်တန်ပြီးလူကြိုက်များတဲ့စိတ်ငြိမ်ရက်ကွက်မှာနေကျင်တယ်ဆိုလို့ရှိရင်တော့ဒီခန်းလေးရှိပါမယ်ရှင်ဒီခန်းလေးကတော့ VIP 9ရက်ကွက်မှာရှိရဲဇာနီ10လမ်းမှာရှိရဲတတိယထပ်အခန်းလေးပဲဖြစ်ပါတယ်ရှင်တမန်ဆန်းရှိတ်ကိုပပတ်လက်တက်ပေးထားပြီးတော့အခန်းထဲဝင်လိုက်ပြီဆိုလို့ရှိရင်လည်းဖះเจ้าဆောင်တည်တန်လေးပါတယ် UV လိုက်ကလှလှလေးတွေကိုလည်းတက်ပေးထားပါတယ်ရှင်အဲခန်းမှာဆိုလို့ရှိရင်လည်းဆိုဖာစတီအသစ်ဆက်ဆက်ကိုထည့်ပေးထားတယ် TV စင်လေးပါမယ်မီလုံးမီဆိုင်လေးတွေကစာ share လုပ်ပေးထားတယ်24နာရီမီရအောင် power station ကိုထည့်ပေးထားပါတယ်ရှင်18ပေ54ပေရှိရဲ့ဒီခန်းလေးရဆိုလို့ရှိရင်လည်းလုံးဝခန်းခန်းနားလေးကိုပြင်ဆင်ထားပြီးတော့ပစ္စည်းရတွေဆိုလို့ရှိရင်လည်းဘာမှလိုလေသေးမရှိအောင်ကိုထည့်ပေးထားပါတယ်ရှင်အိတ်ခန်းနှစ်ခန်းပါမယ်အိတ်ခန်းထဲမှာဆိုလို့ရှိရင်လည်းနေရန်ကက်ဗီဒီယိုတွေထည့်ပေးထားတယ် lighting ကောင်းကောင်းထည့်ပေးထားတယ်တကားတွေဆိုလို့ရှိရင်လည်းတကားအကောင်းစားတွေထည့်ပေးထားပါတယ်ရှင်6လမ်းမှာဆိုလို့ရှိရင်လည်းနေရန်ကက်အလှတွေမီလုံးမီဆိုင်အလှတွေကိုရီးယားလိုက်ကအလှတွေနဲ့ကိုတေချာလေးလုပ်ပေးထားပါတယ်ရှင်အုံနဲ့ဖွဲ့ထားတယ်အခန်းတစ်ခန်းပါပါမယ်ရှင်အခန်းထဲမှာဆိုလို့ရှိရင်လည်း AC ပါမယ် BCC မီကြပြီးသားကိုပိုင်မီတာကိုပိုင်မော်တာခန်းလေးပဲဖြစ်ပါတယ်ရှင်အခန်းလေးရဲ့ location အနေနဲ့ကလည်းဝီဇန်နီယာမိန်းလမ်းမကြီးတစ္ဆာမိန်းလမ်းမကြီးမြစ်တာမိန်းလမ်းမကြီးတို့နဲ့နှီးပါမယ်ရှင်လူကြိုက်များတဲ့VIP 9ရက်ကွက်မှာရှိတဲ့ဇာနီ10လမ်းကတတိယထပ်အခန်းလေးပဲဖြစ်ပါတယ်ရှင်ကရှင်ကနေဝင်လိုက်မယ်ဆိုလို့ရှိရင်လည်းကရှင်ကောင်တာတွေပါတယ်ကရှင်ကက်ဘိနက်တွေပါတယ်ကြွေပြားအပြည့်ခင်းထားတယ်တန်မန်းဆန်းရှိကိုပပတ်လေးကိုတက်ပြီးထားပါတယ်ရှင်အခန်းလေးကတော့ location လည်းအရန်မိုက်တယ်တတိယထပ်လေးလည်းဖြစ်တယ်လူလေသေးမရှိအောင်လဲ share ကိုပြင်ဆင်ပေးထားတယ်ရေဘူးရေအေးတွေအစအကုန်လုံးထည့်ပေးထားတယ်တိုက်တန်ကလည်း3နှစ်ပဲရှိတယ်မြောက်လှည့်လေးလည်းဖြစ်ပါတယ်ရှင်အခန်းလေးရဲ့ခေါ်စည်းလေးကတော့2990ညှိနှိုင်းလေးပဲဖြစ်ပါတယ်ရှင်ဗန်ကျိတ်ဆိုလို့ရှိရင်တော့3050ညှိနှိုင်းဖြစ်ပါတယ်ရှင်အခန်းလေးကိုစိတ်ဝင်စားလို့ဆက်သွယ်ချင်တော့ညီမရဲ့ Kikiri ရဲ့ estate ကိုဆက်သွယ်စုံစမ်းမိမြန်နေပါတယ်ရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်